လာပါရှင်2025ခုနှစ်မတ်လ10ရက်စနေနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ရိုဟင်ဂျာတွေရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆဲကဒုက္ခသည်စခန်းကဲ့သို့နေရာ၌ထားရှိရန်အေးစီစဉ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မချယ်ဒီဝင်းပါရှခိုင်ပြည်နယ်ဘူတီတောင်မြို့နယ်မြောက်ပိုင်းရှိရိုဟင်ဂျာများရဲ့မြေဧရိယာများစနစ်တကျတင်ဆက်ပြီးမြန်မာစစ်အာဏာရှင်မှရိုဟင်ဂျာများအပေါ်အချိန်တော်ကြာအကောင့်ချက်ဖော်ခဲ့သည့်မူဝါဒများနဲ့တူညီနေပြီးချမ်းမြေများလယ်များအလုံးကိုအေးကတင်ဆဲကဒိုင်းနဲ့လူမျိုးတွေကိုခွဲဝေပေးပြီးရိုဟင်ဂျာတွေကိုမြေယာမဲ့ဘဝတို့တွန်းပို့လျက်ဒုက္ခသည်စခန်းတွေနေရာချပေးရန် ULA ကစီစဉ်နေကြောင်းသိရပါတယ်။ဘူတီတောင်မြို့နယ်မြောက်ပိုင်းကရိုဟင်ဂျာကျေးရွာတွေဖြစ်တဲ့မောင်ကြီးတောင်အောင်လံမြေတရီကုန်းတန်းမောင်လှမငကျင်တောင်ပကြနာကုမီခါလီမိချောင်းကောင်းဆွဲကုန်းတန်းလောင်းချောင်းအိုရီရာဖာရာဘာဇာဖာရာစတဲ့ရိုဟင်ဂျာကျွေးရတွေကိုအေကဖိအားပေးဖယ်ရှားနေပြီးမေယူမြင့်အရှေ့ပိုင်းနေရာမှာပြည်လည်နေရာချထားပေးဖို့ပြင်ဆင်နေတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။အေရဲ့ဆောင်ရွက်မှုသည်မြန်မာစစ်အာဏာရှင်ဆိုရမှာရိုဟင်ဂျာများပေါ်အချိန်တော်ကြာကောက်ချက်ဖော်ခဲ့သည့်မူဝါဒများနဲ့တူညီနေပြီးအဲ့ဒီအချိန်မှာရိုဟင်ဂျာမြေဧရိယာ40ရာခိုင်နှုန်းအထိတိမ်ဆဲကဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများထံပြည်လည်ဝင်ငှခဲ့ပါတယ်။အလားတူအေလေကလည်းရိုဟင်ဂျာတွေရဲ့ပိုင်ဆိုင်မှုတွေကိုမတရားသိမ်းဆည်းပြီးဗုဒ္ဓဘာသာဝင်တိုင်းနယ်တွေကိုခွဲဝေပေးကရိုဟင်ဂျာတွေကိုကြတော့ဒုက္ခသည်စခန်းနိုင်နေထိုင်ရန်စီစဉ်နေတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။တိုက်ပွဲကာလတွင်အဲ့ဒီရိုဟင်ဂျာရွာသားတွေစစ်ဆောင်ခဲ့ကြပေမဲ့အခုတိုက်ပွဲပြီးဆုံးသွားတဲ့အခါအေးဘက်ကမူလနေရက်ကိုပြန်နေခွင့်မပြုကြအခုခုံလုံးနေတဲ့နေရာမှာပဲနေဖို့ပြောကြောင်းနောက်ပိုင်းကျရင်မြေရှိပိုင်းမှာပေ20ပေ60လောက်အိမ်ဆောင်နေဖို့ပြောကြောင်းဒေသခံတွေကဆိုပါတယ်။ယခုအခါမိချောင်းကောင်ဆက်ကျွေးအောင်ဆိုတွင်ကရိုဟင်ဂျာတွေပိုင်တဲ့လယ်တွေကိုကုန်းတန်းကျွေးရွာရှိတိုင်းနဲ့ရွာလူမျိုးတွေကိုခွဲဝေပေးနာတွေရှိနေပြီးတိုင်းနဲ့တွေကရိုဟင်ဂျာလယ်တွေတဲ့ဝင်ရောက်ဆိုင်ပြိုတာအိမ်ဆောက်လုပ်တာတွေရှိနေတယ်လို့မျက်မြင်တွေ့ရှိခဲ့ရသူတွေကပြောပါတယ်။အေးရဲ့လှုပ်ဆောင်ချက်များသည့်ရိုဟင်ဂျာများကိုရခိုင်ပြည်နယ်မှထွက်ခွာရန်ပုံမကျဲပြန့်ပြီးစနစ်တကျကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီးအေးရဲ့ကျူးလွန်မှုကိုရတန်းစေရန်ပြည်ဆိုင်ရာဖိအားများမရှိပါကရိုဟင်ဂျာလူမျိုးများရဲ့တာလွန်သောယဉ်ကျေးမှုနဲ့ဘိုးဘွားပိုင်မြေရိယာများပုံမဆုံးရှုံးနိုင်ကြောင်းလေးလာသူတွေကဆိုပါတယ်